အခန်း24စောင်းအိမ်မက်တန်တရားနဲ့စောင်းသည်တက္ကသိုလ်နယ်မြေသို့တိမ်မှွေလှပစွာဝင်လာခဲ့သည်မိုးခါစဉ်ကမို့ပင်တိုင်းသည်ရိုင်းသောမုတ်တုံလေးဝိသမျှရိမ့်ရိမ့်ရိုင်ရိုင်ကတိန်ကပါနှင့်ရှိခဲ့ရသည်ရွှဲရွှဲဆိုစေသောမိုးရေ၏အလေးတံကိုညွန့်ညွန့်ငိုင်းငိုင်းနှင့်အားစိုက်တင်းခံခဲ့ကြရ၏ယခုမူမြောက်ပြန်လေကတေးဆို၍ညင်ညင်တာတာရောက်လာ၏နင်းငွေလွှာကဇာဘဝအလားပေါ့ပေါ့ပါပါတိုင်းခြုံဝိုင်းအောင်လိုက်ပါလာ၏ပင်တိုင်းချမ်းမြ၍တည်တယ်သည်မြက်ခင်းတိုင်းစိမ့်လန်း၍တန်ဆင်သည်စောင်းရများအတွင်တက်ခိုင်နှင့်အေးဝင်သည်နနက်စောစောထား၍ကုတ်အင်ကြီးကိုစီဝစ်ပြီးလမ်းလျှောက်တက်ကြသည်သူတို့သည်ကျောင်းဆောင်ရဲ့ရှေ့ဘက်ဝင်းတကားမှထွက်ကြသည်ထို့နောက်လက်ဝဲဘက်ကိုချိုးကဗရောက်ပင်များအောက်မှလမ်းအတိုင်းမြောက်ဘက်သို့ရှောက်ကြသည်တက္ကသိုလ်ရိပ်သာလမ်းပေါ်ရောက်သောအခါအရှေ့ဘက်သို့ဆန်တက်ကြသည်ထို့နောက်အင်းလျာရိပ်သာလမ်းအတိုင်းတောင်ဘက်သို့ဆက်လျှောက်ကြပြန်သည်ဝင်းနာမီယာဝင်းကိုဖျက်၍အိုးရီစာရလမ်းစီသို့ရောက်ခဲ့ကြပြီးရဲ့နောက်ပြည်လန်းစီလျှောက်ကကျောင်းဆောင်သို့ပြန်ကြ၏အင်းဝရောတက်ခိုင်မှာနုနယ်ငယ်ရွယ်ကြသေး၏ထို့အတူဥရုသုံးမအနက်စောင်းသည်အနုနယ်အငယ်ရွယ်ဆုံးဖြစ်လေသည်စောင်းညင်သာသောမြောက်ပြန်လေနှင့်တိမ်မှွေသောနှင်းငွေဖြူသည်နုပြိုသောသူတို့၏မျက်နှာလေးကိုအေးမြလန်းဆန်းစေသည်မျက်နှာများကိုသာမကနှလုံးသားများကိုပါအေးမြလန်းဆန်းစေသည်နှလုံးသားတို့မြည်သည်အေးမြလန်းဆန်းသောအခါ၌စောင်းကဲ့သို့အညွန့်အဖိုးနှင့်အပွင့်အသေးတို့ကိုပေးတတ်၏နှလုံးသား၏အညွန့်ဖိုးတို့ကချစ်ချင်းသမှုရိယနှင့်ချစ်ချင်းသမှုရိယမှနွယ်လာသောစေတနာဝေဒနာသဘောတို့ကိုဖြစ်ကြ၏ဤစေတနာဝေဒနာသဘောတို့ကခံစားမှုဆိုင်ရာအနုပညာတို့ကိုပွင့်သိပေးသည်ဆိုခဲ့သည့်အတိုင်းနနက်စောစော၌လမ်းလျှောက်ကြသောအခါတိမ်မှွေသောစောင်း၏အလှသည်တငယ်ချင်းနှစ်ဦး၏နှလုံးသားကိုဖန်ဆာသည်နှင်းငွေ့ငွေ့သည်ဖွေးသည်လည်းမမြည်ရေးသည်လည်းမကမင်းမင်းမြမြမှုအစဉ်ရှိနေတတ်၏နေကြည်လက်သောအခါတေးရွက်နှင့်မြက်ပင်တို့ထံမှစောင်း၏ပလဲတို့သည်ပြိုးပြက်ပြတတ်သည်ကြပြသမားတက်ခိုင်ကနှုံများတွင်အလွယ်တကူတီးလာသောလင်္ကာတို့များကိုရွတ်ပြလေးရှိ၏တက္ကသိုလ်ရိပ်သာလမ်းပေါ်၌ထင်ရှားသောကြပြဆရာကြီးတဦးနေသည့်အိမ်ရှိသည်ခရမ်းရည်အောင်ဆေးတုပ်ထားသောတက်သားအိမ်ဖြစ်သောကြောင့်အနှဲငယ်ညိုညိုမိုင်းမိုင်းနိုင်သည်အိမ်ဝင်းအတွဲမှတက်ပင်များကလည်းအုပ်အုပ်ဆိုင်ဆိုင်ရှိလာ၏တက်ခိုင်ရောအေဝင်းပါမျက်မျက်နိုးနိုးကြက်မှတ်ကအလွတ်ရထားသည်ထိုကြပြဆရာကြီး၏လင်္ကာအချို့၌နုဆယ်အခါကသမုဒ္ဒရာမုံတိုင်းတိုင်ရိပ်ရိပ်ကိုခန်းစားထိတွေ့ရသည်ဤအိမ်ကြီးရှေ့ရောက်တိုင်းတက်ခိုင်ကရွတ်လေရှိသည်ညုံညုံမိုင်းမိုင်းအုပ်အုပ်ဆိုင်သည်မုံတိုင်းရိပ်မှလူဤအိမ်တက္ကသိုလ်ရိပ်သာလမ်းနှင့်အင်းလျာရိပ်သာလမ်းဆောင်ရာထောင်း၌ကျောင်းသူကလေးများကိုတွေ့ရမည်ဖြစ်၏တချို့ကအေးဝင်းတို့တက်ခိုင်တို့ကဲ့သို့လမ်းလျှောက်ကြသူများဖြစ်ကြသည်အချို့ကမူလမ်းတောက်ရှိအကျော်ဆိုင်၌အကျော်လာစားကြသူများဖြစ်ကြ၏မိန်းကလေးတဦးကလှမလှကိုနနက်စောစောအိယာထား၌ကြည်ရသည်ဟုဆိုရိုးရှိသည်တက်ခိုင်တို့နနက်စောစော၌တွေ့ခဲ့ရသောမိန်းကလေးတိုင်းသည်လှပနေကြ၏ပင်ကိုအလားရှိပြီးကြ၍နနက်စောစောထရဲသူများကြီးလောမပြောတတ်မပြုတ်မပြင်းပဲနှင့်ရင်ကြသူများကြီးဖြစ်ကြသည်စောင်းနနက်၌သူကလေးတို့၏ပတ်မှုကလေးများကနှင်းစီသွေးကိုဆောင်ထားကြ၏သူကလေးတို့၏မျက်လုံးများကတရွက်နှင့်မျက်ပင်တို့ထပ်မှစောင်း၏ပလဲများကိုပြိုင်ကပြိုးပြက်ဝင်လက်သည်တခိုင်နှုတ်ဖျား၌စားသားကာယံသည်အစင်သစ်ရှိနေပြန်၏လေးနှွက်မျက်မှောင်ကော့မြတ်တောင်နှင့်တေရောင်မျက်ရှင်ဒီတခင်ကိုတနနက်ခင်၌တက်ခိုင်ကဤသို့ရွတ်သောအခါအေဝင်းသည်လိုက်လိုက်လဲလဲရည်သည်ဟဲ့ကောင်တက်ခိုင်မင်းရဲ့ပါဇက်ထဲမှာမိန်းကလေးလှလှလေးတွေအတွက်ရွတ်ပြစရာကာယံတွေကြပြတွေကအမျက်ရှိနေတယ်ထင်တယ်တက်ခိုင်ကမူတီဂျီအေးချမ်းစွာနှင့်ရိုးသားစွာဝန်ခံသည်ဟုတ်တယ်တကယ်ချင်းအမြဲတမ်းရှိနေတယ်ဟိယမန်တိပပုရမန်တီတိဟိဟင်းသာတို့သည်ပေါက်ရေကန်၌ရမန်တိမွေလျော်ဤပုယောက်ျားတို့သည်ထိမိန်းမ၌ရမန်တိမွေလျော်ဤတဲ့
အဲ့ဒီတရားရှိရတာနဲ့ငါကမဟုတ်ပါဘူးလို့ညင်းရင်ငါလူညာဖြစ်နေမှာပေါ့တော်စမ်းမှာကွာမင်းဟာစကားလက်တက်တရားလက်ဖတ်တာမို့အနိုင်လို့ပြောမနေစမ်းပါနဲ့ငါအနိုင်လို့ပြီးပြောနေရမဟုတ်ဘူးတကယ်ချင်းအမှန်ဝင်ခံနေတာအလှပဆိုတာကိုငါတော့မြင်လို့တယ်မိန်းကလေးတယောက်ရဲ့အလှပကိုတည်းမကဘူးကဘာမြေလောကကြီးတစ်ခုလုံးကအလှပတွေကိုမျက်နှိုးတယ်ကဘာမြေကြီးနဲ့လောကကြီးကအလှပတွေကိုမျက်နှိုးပြီးချီးမွမ်းတဲ့နေရာမှာမင်းတို့ငါတို့ပါမွားတွေနဲ့မနှမ်းရှင်လောက်အောင်မြင့်မြတ်ဖြူစင်တော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်တိုင်ထိုက်ကပါတယ်။ဘာတက်ခိုင်ဗုဒ္ဓကကဘာမြေကြီးနဲ့လောကကြီးကအလှပတွေကိုမျက်နှိုးချီးမွမ်းခဲ့တယ်။ဟုတ်တယ်အေးဝင်ငါရွတ်ပြမယ်။ယတနာတုတ်တော်ပါဠိပဲ။ဝနပဂုမေယထဖုတ်တတကေဂိမာနမာတေပထမိန်တိန်ခိမိန်တထုပမံဓမ္မဝရံအတေတယိနိဗ္ဗာနဂာမိပရမန်ဟိတာယဣဒံမိဗုဒ္ဓေယတနံပန္နိတံဧတေနာတစ္ဆေနတုဝတိဟောတုဧဝံယေငါအနက်ပြန်ပြောပြရအောင်မလားပါဠိမှာငါမတက်ပဲပြန်ပြမှာပေါ့ကွအေးငါပြောပြမယ်အစာဆုံးတော့မဟုတ်ဘူးအစာဆုံးဆိုရင်မင်းပြင်းသွားမယ်အတိတ်ပဲပေါက်ရုံပဲဒီလိုဂိမာနံတောင်းငွေဆက်ကြသူရိယာဤရောင်ဝါပြင်းပြຫນွေလေးလာတို့တွင်ပထမိန်တိန်ကိန်မိန်ရှေးဦးအစຫນွေကာလဖြစ်သောမာတေယနန့်တင်းထုံရောင်စင်းစုံသည့်ဖူးငုံရွက်ချက်ပန်းရင်ခတ်တို့ပွင့်လက်ခါထူးလာတကူ၌ဖောက်တက်တကေစွန့်စွန့်ကာကာပင်လုံးကျွန့်ပွင့်သောအဖျားရှိသောဝနပဂုမေကြီးကျယ်ခမ်းနားပင်စုံပွား၍မမမုံမှုလေပြေတို့လှင်ရွတ်ရွတ်ရိုင်းရိုင်းရကုံမြိုင်ထီတောအုပ်ကြီးသည်တတိရိကောယထာရွှွှွန်ဤဤတင့်တယ်လှပသောအတရေရှိတကဲ့သို့တထုပမံထိုတောအုပ်ကြီးတဖွဲတဲ့ဧဝံသည်လမ်းလျှောက်ရင်ငိမ့်သက်စွာနားထောင်လာ၏တက်ခိုင်စကားဆုံးသွားပြီးတဲ့နောက်အတန်ကြာစွာအထိသူသည်ငိမ့်သက်နေသေးသည်ထို့နောက်မှမေးသည်တောအုပ်ကြီးရဲ့တဘာဝအလှကိုချီးမွမ်းထားပုံကတော့အံ့စရာပါပဲတကယ်ချင်းဒါပေမဲ့ကိုသိချင်တာကမင်းယူပြတာမှာတောအုပ်ကြီးတစ်ဖွဲနဲ့စောင့်ထားတယ်တနည်းအားဖြင့်တစုံတစ်ခုကိုတောအုပ်ကြီးနဲ့နှိုင်းထားတယ်အဲ့ဒီအနှိုင်းခံထားရတာကဘာလဲတို့စာပေစကားနဲ့ပြောရရင်တောအုပ်ကြီးကဥပမာပဲဒီတော့ဥပမေယကဘာလဲအနှိုင်းခံရတာသို့မဟုတ်ဥပမေယကတော့ကလျာဏသုံးပုံတတ္တဗျဇနစတဲ့ပန်းရနံ့တွေနဲ့ပြည့်စုံတဲ့သုံးပုံပိဋိကတ်9ရက်နိကေ9တွယ်အင်္ဂါ8400သောဓမ္မကစ္စနာလို့အကျယ်ချက်ဂုံဖွင့်ဆိုရမယ်တရားတော်မြတ်ပါပဲတငယ်ချင်းဧဝံကစဉ်းစားတွေးခေါ်စွာနဲ့ခေါင်းညိတ်ပြီးဆို၏ဗုဒ္ဓဘာသာတရားအနေနဲ့တရားတော်မြတ်ရဲ့တင့်တယ်ပုံကိုငါနားလေတယ်မင်းအခုရွတ်ပြနေတဲ့စာမှာကဒီလိုတင့်တယ်ခြင်းမကတင့်တယ်လှတဲ့တရားတော်ကိုတောတောင်တဘာဝအလှနဲ့နှိုင်းထားတာကိုတွေ့ရတယ်ဟုတ်မယ်မင်းပြောသလိုပဲမြတ်စွာဘုရားသခင်ဟာလောကကဘာမြေရဲ့တဘာဝအလှပတွေကိုပေတော်မမူဘူးဟုတ်တယ်ဒီစကားကိုရွေးတုံးလိုက်တဲ့မင်းကိုငါကျေးဇူးတင်တယ်တငယ်ချင်းပေတော်မမူဘူးဆိုတာကတက်မဲ့ตายရတယ်လို့ဆိုလိုတာမဟုတ်ဘူးဧဝံကနားမလည်ဟန်မျက်မှောင်တုံ၍တက်ခိုင်ကိုခေါင်းငယ်ကြည့်သည်ထိုအခါတငယ်ချင်းနှုတ်မှာစကားကောင်းလာကြသောကြောင့်ခရီးမိမြတွေ့လာသည်ကိုတတိမပြုတ်မိကြတတိပြုတ်မိချိန်၌တက်ခိုင်သည်ဝိနာမီယာပတ်လန်ခွဲရှိရေစင်ကြီးကိုမြင်ရ၏လာကွာဧဝံဟိုရေစင်ကြီးအောက်ကိုသွားပြီးတော့စကားပြောကြရအောင်တငယ်ချင်းနှုတ်သည်ရေစင်ကြီးအောက်နာရှိအုတ်ခုံတစ်ခုထပ်ထိုင်ကြသည်လမ်းပေါ်သို့လှမ်းကြည့်လျက်နနက်စောစော၌လက်တွန်းလဲကိုစီတွန်း၍ခလေးထိန်ထွက်လာသောအာယာခေါ်နာရီတို့နှင့်ခလေးများကိုမြင်ရသည်ဗြိတိရှားတို့သည်မြန်မာပြည်တွင်အရှင်သခင်အဖြစ်ကြီးစိုးခဲ့ကြစဉ်ကသူတို့ခလေးများကိုထိန်ချောင်းရန်တိုင်းရင်းသူမိန်းမများကိုခန့်ထားခဲ့ကြ၏ထိုမိန်းမများကိုအာယာဟု၎င်းနာနီဟု၎င်းခေါ်ကြသည်
ယခုအချိန်တွင်မြမမြေ၌ဗြိတိရှတို့အရှင်သခင်အဖြစ်မရှိတော့ကြပေတို့ရတွင်ဗြိတိရှကိုလိုနီအရစ္စတိုကရေစီယဉ်ကျေးမှုသည်မြန်မာဗျူရိုကရက်များကြား၌ကြံ့ရစ်ခဲ့သေးသည်ဝင်းနာမီယာကုတ်အတွင်၌၎င်းဝင်းနာမီယာပတ်အတွင်၌၎င်းဝင်းကြီးကျုပ်ဝင်းကြီးအတွင်းဝင်တို့၌စ၍ဝင်းကြီးဝင်းကလေးမင်းကြီးမင်းကလေးဟုသောဧကရစ်ပရိတရစ်စနစ်နှင့်တင်သောယာရူးပိုင်တခင်ဘွဲထူးခံအရှင်တို့စံစားနေကြသည်ယခုတက်ခိုင်တို့မြင်ကြရသောကလေးတို့ကထိုတခင်ကြီးအရှင်ကြီးတို့ဤတာသမီများကြီးဖြစ်ကြ၏ထိုကလေးတို့ကိုထိန်းချောင်းလာသူများကမြန်မာပြည်ကြီးလွတ်လပ်လာတော့လေသူတို့ရဲ့ဘဝ၌ဘာမှအပြောင်းလဲမရှိသမျှမှာအရှင်တခင်ပြောင်းလဲခြင်းသာမြည်သည့်တိုင်းရင်းသားအမျိုးသမီးအာယာနှင့်နာနီတို့ပင်တည်းအာယာတော့မဟုတ်နာနီဟုသောအမည်သည်ပင်မပြောင်းလဲတည်မြဲကြံ့ရင့်နေသေးသည်ဤအတွေးများကြောင့်တက်ခိုင်သည်အုတ်ခုံပေါ်၌ထိုင်မိ၍အတန်ကြာသည့်အထိစကားမဆက်မိပဲငြိမ်နေ၏မင်းဘာငိုင်းနေပြန်လဲတက်ခိုင်အာယာတွေကိုကြည့်ပြီးကြပြဆက်အောင်မလို့လားတက်ခိုင်ကအသာအရာရည်သည်ဟုတ်တယ်ကြပြဆက်ချင်တယ်ငယ်ငယ်ကနေခဲ့ရတဲ့ရေနံချောင်းကိုလည်းသွားတရိရမိတယ်တငယ်ချင်းအဲ့ဒီတော့ကရေနံချောင်းမှာဒီလိုပဲအာယာတွေကမျက်နှာဖြူကလေးတွေကိုထိန်းကြတယ်အခုဝင်းနာမီယာမှာလဲသူတို့ကိုပြန်တွေ့ရတယ်တမိုင်းခစ်တွေဘလောက်ပြောင်းနိုင်မြင့်ကြီးကတော့စီးမြက်စီးလျက်ဆိုတဲ့စကားလိုပဲတို့မြန်မာပြည်မှာလဲအချိန်တွေဘလောက်ပြောင်းဗျူရိုကရေစီမြစ်ကြီးကတော့စီးမြက်စီးလျက်ပဲလို့ကြပြဆက်ရလိမ့်မယ်ထင်တယ်တကယ်ချင်းအေဝင်းကလိုက်လဲစွာရည်သည်တက်ခိုင်မင်းကမောင်ညိုမိုင်းကိုတော့ဝေဖန်တယ်ဒါပေမဲ့တခါတလေမင်းစကားပြောပုံကမောင်ညိုမိုင်းနဲ့တူးတယ်ဘယ်လိုလဲမောင်ညိုမိုင်းဆိုတာထိုးငွေပေါ့သူ့ရုပ်ကအမြဲတမ်းညိုမိုင်းနိုင်တယ်ဒီကြားတဲ့သွားစရာလာစရာရှိရင်သူ့ဘွားအေကအထက်ဆင်ဖြုတ်ပေးလိုက်တဲ့ရေနံရောင်ရှေးပန်ကောက်လုံးကြီးအဟောင်းကြီးကိုဝတ်သေးတယ်ဒါကြောင့်မို့ငါတို့မောင်ရှိန်တို့ကသူ့ကိုမောင်ညိုမိုင်းလို့ခေါ်တယ်ထိုးငွေကိုမောင်ညိုမိုင်းလို့ပွဲပေးတာငါသဘောကျတယ်အေဝင်းပြီးတော့တခါတလေငါစကားပြောပုံကမောင်ညိုမိုင်းနဲ့တူတယ်ဆိုလို့လေငါသဘောကျတာပဲအစကတော့ထိုးငွေကိုငါတိတ်ကြည့်လို့မရဘူးနိစက်ခင်မင်လာတော့လေဒီကောင်ကြီးကမင်းတခါကပြောသလိုပဲချစ်စရာကောင်ကြီးပါဘာမင်းထိုးငွေကိုချစ်သွားပြန်ပြီလားဟုတ်တယ်ထိုးငွေရဲ့အသေးနှလုံးမှာအခြေခံအားဖြင့်မှန်ကန်တဲ့ socialist စိတ်စေတနာရှိတယ်သူ့ရဲ့ပါးစပ်ကတော်တွေကလူတွေပြောခိုင်းတဲ့စကားကိုသာပြောနေတာတခုပဲခတ်တယ်အေဝင်းကသဘောတူဟန်ကောင်းနေသည်အေးဟုတ်တယ်သူ့ရဲ့ပါးစပ်ကတော်တွေကလူတွေပြောခိုင်းတဲ့စကားတွေပဲရှောက်ပြောနေရပဲတော်တွေကလူတွေပြောခိုင်းတဲ့စကားကလည်းနိုင်ငံခြားပါတီကပြောခိုင်းတဲ့စကားတွေပဲဖြစ်နေလို့ပိုးပြီးတော့ခတ်တယ်အေးကွာထားပါတော့တို့မနက်စောစောစီစီနိုင်ငံရေးစကားတွေပြောမိနေပြန်ပါပြီစောစောကမင်းစကားပြန်ဆက်ပါအောင်နေပါဦးစောစောငါဘာပြောနေတာပါလဲလောက်ပြီမင်းကနေအောင်ငါလည်းပြန်စဉ်းစားလိုက်အောင်ပဲဗါတဲ့ဒီလိုလေကွာမြတ်စွာဘုရားသခင်ကလောကကဘာမြေကအလှအပတွေကိုပယ်တော်မမူဘူးဆိုတာကတတ်မှတ်သားရတာမဟုတ်ဘူးလို့မင်းကဆိုတယ်ဆက်လေကွာအေးဟုတ်ပြီအလှပဆိုတာနဲ့ကာမအာယုံကိုခွဲကြည့်တတ်ဖို့လိုတယ်မြတ်စွာဘုရားသခင်သာမဟုတ်ဘူးပလေတိုတို့လိုအနောက်တိုင်းတွေးခေါ်မျောမြင်ရေးပညာရှင်ကြီးတွေကလည်းခွဲကြည့်ဖို့စ조사တာပဲကြည့်တတ်ရင်လောကမှာအလှအပကနေရာတကာမှာရှိတယ်အလှအပကိုချစ်ခင်မျက်နှိုးတာမှာအပြစ်မရှိပါဘူးမချစ်ခင်မမျက်နှိုးတတ်မှအပြစ်ရှိတာကာမအာယုံကိုအလှအပထင်မိရင်တော့ငါးပါးမှောက်တတ်တယ်ကာမအာယုံဆိုတာကတတ်မှတ်သားရဆွဲလန့်တဲ့ကိလေသာတဏှာကိုသာမွေးဖွားပေးတတ်တာကိုချစ်ခင်မျက်နှိုးမှုဟာတောပနကြည်လင်သောစိတ်ကိလေသာတဏှာဆိုတာကအာတောပနနောက်ကြည်သောစိတ်ငါအခုနေတော့ဒီလောက်ပဲရှင်းပြတတ်သေးတဲ့အေဝင်းရဲ့အေဝင်းသည်စစ်စစ်ဆဆနားထောင်နေရမှာတငယ်ချင်းအချင်းချင်းဖြစ်၍အာမနာပဲမေးသည်ဘာလဲမင်းဆိုလိုတာကမင်းမှာအလှပကိုသာချစ်မြတ်နိုးတယ်ကာမအာယုံကိုမတက်မတ်မစွဲလန်းဘူးအဲ့ဒီလိုလားတက်ခိုင်ကဝမ်းနဲစွာခေါင်းခပြ၏ဒီလိုမဟုတ်ပါဘူးတငယ်ချင်းအလှပနဲ့ကာမအာယုံကိုငါခွဲခြားမမြင်တတ်သေးပါဘူးတတ်နိုင်ရင်တော့
ငါမြင်စွမ်းချင်လှပါတယ်မြင်စွမ်းနိုင်တဲ့နေ့မှာငါစိတ်ဟာချမ်းသာမယ်မမြင်စွမ်းနိုင်တဲ့မြငါစိတ်ဟာမချမ်းသာနိုင်ဘူးငါရဲ့အဖြေကိုမင်းကျင်နဲ့ရလာတငယ်ချင်းအေးဝင်းကတက်ခိုင်ကျော်ကိုမနာယုံလဝါနှိပ်ရိုက်တယ်ဗဟေဒီတွေကိုစကားတက်တိုင်းဝှက်ပြီးမှကျင်နဲ့ရလာမိတော့ငါကဘာဖြစ်ရမှာလဲနေပါဦးမင်းကဒီမနက်ဘာဖြစ်လို့အဘိဓမ္မာစကားတွေပြောနေရတာလဲဘာရမဟုတ်ပါဘူးတငယ်ချင်းငါအခုတလောကြိတ်ဆက်နေတဲ့ကြပြားတွေကအတွေးခေါ်တွေဝင်လာလို့ပြောမိတဲ့စကားပါဘာမင်းကြပြားတွေကြိတ်ဆက်နေတယ်အေးငါလည်းဝတ္ထုတစ်ပုဒ်ကြိတ်ရင်းနေတယ်ဒါထက်မင်းကဘာလို့ကြပြားတွေကိုကြိတ်ဆက်နေရတာလဲမင်းကရောဘာလို့ဝတ္ထုတွေကြိတ်ရင်းနေရတာလဲအော်ဒါကတော့မောင်ရှိန်တို့တင်မောင်ဆိုးတို့တိသွားမှာစိုးလို့ငါကဒီဝတ္ထုကိုတွေးတောက်ကိုပို့မလို့အဟုတ်တကယ်ရေးနေတာဒါပေမဲ့မဂဇင်းကြီးတွေကတို့လိုကလောင်ပေါက်စတစ်ကိုလက်ခံချင်မှလက်ခံလိမ့်မယ်ရေးတာလူသိပြီးမှမဂဇင်းနဲ့မပါရင်နောက်စရာတောစရာဟာတာဖြစ်သွားလိမ့်မယ်အထူးသဖြင့်မောင်ရှိန်နဲ့တင်မောင်ဆိုးတိသွားရင်တောလို့ဆုံးမှာမဟုတ်ဘူးမင်းကရောဘာလို့ကြပြားတွေကြိတ်ရေးနေရတာလဲမင်းအတိုင်းပဲဒီကောင်တွေဟာမှကြောက်လို့ဒါထက်မင်းဝတ္ထုနာမည်ကဘာတဲ့လဲပတောက်ကိုတော့မချစ်ဝင်ပြီလို့ပေးထားတယ်အေးဟေးတခိုင်မင်းနဲ့ငါတွေးမိပုံချင်းစင်နေမင်းလိုတော့ငါကစီကာပကုံးမပြောတတ်ဘူးငါဆိုလိုချင်တာကခုနကမင်းပြောခဲ့တဲ့အတိုင်းပဲအလှအပနဲ့ကာမအာယုံကိုရောထွေးမိရေငါးပါးမှောက်တတ်တယ်အဲ့လိုရောထွေးမိလို့ငါးပါးမှောက်ခဲ့တဲ့လူတယောက်အကြောင်းကိုရေးထားမိတယ်အဲ့ဒီလူတယောက်ဟာမင်းကိုယ်တိုင်များဖြစ်နေမလားတငယ်ချင်းမင်းဘိုးမင်းကစပြီးသက်စာဖောက်စာရေးဆရာတယောက်ဟာတခုခုရေးတိုင်းသူ့အကြောင်းကြီးပဲလို့မင်းကဆိုချင်လို့လားဆိုချင်ပါတယ်များသောအားဖြင့်တာမန်စာရေးဆရာတိုင်းဟာပုဂ္ဂလိကအမြင်သာရှိကြတော့ရေးသမျှမှာ80%လောက်ကိုယ့်အကြောင်းကိုရေးကြတာပဲဝန်ခံရဲသူနဲ့ဝန်မခံရဲသူပဲကြွားကြတာလီယိုဒေါ်စတိုင်းတို့ကော်ကီတို့တောင်ဒီနယ်ကမလွတ်ကြဘူးအေးပရမထအမြင်နဲ့ရေးကြတဲ့ရှိတ်စပီးယားတို့ကိုဘဲတို့ဟင်မင်ဝေးတို့ဥပုံညာတို့ကြီးကန်ရှင်ကြီးတို့တခင်ကိုတော်မိုင်းတို့ဇော်ကြီးတို့တိုက်ပံမောင်ဝါတို့ဆိုတဲ့စာရေးဆရာကြီးမျိုးတွေလည်းရှိကြပါရဲ့ဒါပေမဲ့ဒီလိုပုံကိုမျိုးကြီးတွေကအလွန်ရှားတယ်မင်းဘာဝေဖန်ခြင်းလဲတငယ်ချင်းအေးဝင်းကပြုံးတယ်ထားပါတော့လေမင်းကအခုဘာကြပြမျိုးတွေဆက်နေတယ်လဲနေအောင်ယူမောင်ကပြောတယ်မင်းကတောမက်ဟာရီရဲ့မျိုးပြတ်ချိန်ကြပြကိုမှီးပြီးကဘာကုံကျဲတွေ့ဝဲဆိုတဲ့ကြပြကိုဆက်နေတဲ့ဟုတ်လားပထမတော့ဒီတိုင်းဆက်မလို့ပါပဲဒါပေမဲ့ငါလိုပါမွားကတောမက်ဟာရီရဲ့ကြပြကိုတွားမိဆက်မိရင်အေးလေအချိန်စောနေတဲ့ရဲ့ထင်းလို့ပါငါရက်ထားတယ်ဒါဖြင့်မင်းအခုဆက်နေတဲ့ကြပြကဘာလဲတပုတ်ကိုတော့ဒွိဟာလို့နာမည်ပေးထားတယ်ရှုမွားကိုပို့မလို့ပဲအလှအပနဲ့ကာမအာယုံကြားမှာဒွိဟပွားတဲ့လူတစ်ယောက်ရဲ့အကြောင်းပဲတပုတ်ကတော့ဘယ်ကိုမှပို့ဖို့မဟုတ်ဘူးငါအသေးနှလုံးအတွက်ငါဆက်ထားတာပဲနာမည်ကဘာတဲ့လဲမိုးနဲ့ဒေဝီတို့တောင်းပန်ခြင်းနဲ့ဒီလောက်ဆိုရင်ကျင်းတော့ကွာနေမြင့်လာပြီတို့ပြန်ကြရအောင်တငယ်ချင်းတစ်ယောက်တည်းအောက်ခုံထမ်းမှထားကြ၏ဤတနက်နက်နိုင်မို့ဝင်းနာမီယာပတ်လန်အတိုင်းရှောက်ကြပြီးအိုးဝိစာယာလမ်းပေါ်ရောက်လာကြသည်အိုးဝိစာယာလမ်းအတိုင်းဆက်လျှောက်လာကြရာပြည်လန်းနှင့်မစုံခင်ကလေး၌ဝင်းနာမီယာကုတ်အတွင်းသို့ပြေးလျက်ရှိသောလမ်းချင်းကိုတွေ့ရ၏ဤလမ်းအတိုင်းချိုးဝင်လိုက်သွားပြီလျက်မလင်းရွယ်တို့၏အိမ်သို့ရောက်နိုင်သည်ဤလမ်းကိုမြင်လေမှအေးဝင်းကတိုက်တွန်းသည်တက်ခါရီမိုးနဲ့ဒေဝီကိုတောင်းပန်ခြင်းဆိုတဲ့ကြပြနာမည်ကငားရင်ကိုလာပြီးခိုက်နေတယ်မင်းညမပြနိုင်ဘူးလားတက်ခိုင်ကခေါင်းငိုက်ဆိုင်ချရင်ရှောက်လာနေရမှာအေးဝင်းကိုမောကြည့်သည်ဤမောကြည့်သောမျက်လုံးများ၌မျက်ရည်မတိမတာဝဲနေ၏မျက်လုံးများ၌မျက်ရည်ဝဲနေတော့လဲတက်ခိုင်သည်ဖြေးလေးတည်ငြိမ်စွာဆိုသည်မင်းကရွတ်ပြစေခြင်းရင်ငါရွတ်ပြပါမယ်လေးကျိုးမှုငါကပြမှာအပိုက်လေးပိုက်ပါတယ်ပထမ3ပိုက်ဟာပုဂ္ဂလိကရေးရမှုသက်ဆိုင်သူသာတူးသာရှိတယ်ဒီ3ပိုက်ကိုနားမထောင်ပါနဲ့တော့တငယ်ချင်းနောက်ဆုံးအပိုက်ကတော့ဆိုင်ကျင်သူတိုင်းကိုစိုက်နိုင်တာမို့ငါရွတ်ပြမယ်တက်ခိုင်သည်စောင်းနှက်ဤမိုးပြင်ကိုငေးကြည့်ရင်ဂီတလွမ်းသောအတန်နဲ့ကြပြကိုဆွေးဆွေးမြင့်မြင့်ရွတ်ပြ၏လောကရန်ထံမှုန်တိုင်းနဲ့တောကမျိုးမှုံမှုံမှိုင်းလေတဲ့ဘဝကိုဒီပုံနှိုင်းခြင်းရဲ့ကတိုင်းညံတဖန်ရှုလေတော့အရိုင်းကန်သူမပြုတ်လေဘူး
တပိုင်းဝန်ကိုမှုပေမှုမိုးနတ်ဒေဝီရဲ့ပြုတ်သမျှအနုတရကစခဲ့ရတဲ့တမှုရိယဆိုတဲ့မောင်ရဲ့အမားအေဝံကတက်ခိုင်ကိုနားလေစာနာစွာတစ်ချက်စိုက်ကြည့်ပြီးဘာမှမဝေဖန်တော့ပဲတက်ခိုင်ကပြားမှနောက်ဆုံးစာ၃ချောင်းကိုသာပြန်ယိုဤပြုတ်သမျှအနုတရကစခဲ့ရတဲ့တမှုရိယဆိုတဲ့မောင်ရဲ့အမားလှပသောဆောင်းအခါဝဲတက္ကသိုလ်နယ်မြေ၌ပွဲလမ်းသဘင်များလဲစီကားတဲ့ပထမဆုံးအဖြစ်တစောင်းတိုင်းပွဲတော်ကလာတဲ့တစောင်းတိုင်းပွဲတော်ဤညများ၌ရန်ကုန်မြို့တော်တစ်ခုလုံးကဲ့သို့ပဲတက္ကသိုလ်နယ်မြေတဲ့မိဘုံရောင်မိပွင့်ရောင်တို့သည်ကျဲရောင်လာရောင်တို့နှင့်ပြိုင်၍ဝင်းလန့်နေ၏ထိုစဉ်ကတက္ကသိုလ်နယ်မြေ၌တစောင်းတိုင်းပွဲတော်ရဲ့အတွဲအစီကားဆုံး2နေရာရှိသည်တနေရာမှာတက္ကသိုလ်ဓမ္မယုံကြီးဖြစ်သည်တက္ကသိုလ်ဓမ္မယုံ၌တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီးမှကြီးမှု၍မီးပူဇော်ပွဲကျင်းပသည်ကြာစံကြီးခောက်ဆွဲလဲကျွေး၏တခြားတနေရာက BED ဆရာမလောင်းများစံပြောရာ TTC ကျောင်းဆောင်ဖြစ်သည် TTC ကျောင်းဆောင်၌လည်းမီးပွဲသဘင်နှင့်အကျွေးအမွေရှိ၏နေမဝင်မီမိဘုံရောင်စုံတို့မဝင်းလက်မီညနေဆောင်ကလေးကတက္ကသိုလ်နယ်မြေတဝင်းလုံးသည်ဝေကောင်းစားလာဆင်ရင်၍လှုပ်ရှားနေကြသောចောင်းသားចောင်းသူတို့၏ပိုးရောင်ဖဲရောင်နိုင်လွန်ရောင်ဂတိပါရောင်နှင့်စိန်ရွှေငွေလက်ဝဲရတနာရောင်တို့ကြောင့်ဝင်းလက်တောက်ပါနေသည်ចောင်းသားចောင်းသူအများသည်ចောင်းဝင်းအတွင်ရှိပွဲသဘင်တို့၌လည်းစုံကြသည်မြို့တွင်ထွက်လေကရွှေတကုံစီတော်ရင်ပြင်း၌လည်းဖျားမှတခါစုံကြပြန်သည်တက္ကသိုလ်မြေဆိုသည်မှာစုံတက်ကြုံတတ်သောမြေပါပင်သည်ရွှေတကုံရင်ပြင်းသည်လည်းစုံတက်ကြုံတတ်သောမြေပါပင်သည်စုံလာကြုံလာတတ်သောမြေဝယ်ဖြစ်သည်ဖြင့်ကိုကရင်မဆိုင်လိုသည်မှန်စေနွဲ့ပင်တိုင်းကြည်ရှောင်တိန်စိမ့်တို့မဖြစ်တစောင်းမုံလာဤငွေလာတတာတွင်အများတကလက်ပတ်ကြသည်တို့တက်ခိုင်ကမလက်ပတ်ခြင်းအေးမြပြလွင်သောမိုးပြေဖွေးလက်တန့်စင်သောငွေလရှွန်းပဆောင်နေသောကြက်တဲ့တို့ကိုငေးရင်တရောတလက်နှင့်တေးကျူလိုသည်ကြပြတပုတ်စာတနှဲ့ကိုရေးဖွဲ့ယူလိုသည်တို့ရတွင်သူ့ဘဝမှာကြောင်းရိတ်လိုင်းအောင်ရိတ်ကိုခိုးကမန်ပိုနိုင်သည့်ဖုံမဟုတ်သူ့တဲပဝင်ဖိုးကဘဲညိုတော်တဲ့ပူအောင်သားငယ်ကိုထားနိုင်လေသည့်ဖုံမဟုတ်ဖိုချင်းဖိုလျင်ကိုရင်သာဖိုလရမည်သူညိုမီကိုတော့ဆိုရသည်စိုးလေရသည်စောင်းဤပွဲတော်ဥစားကလေးကမလင်းတွေကလာခေါ်တော့တက်ခိုင်မငင်းနိုင်လိုက်ရပြန်သည်မလင်းတွေတို့အိမ်ချမ်းဝင်းအတွင်းတွင်မီးပေါင်းရောင်စုံများကိုအတူတကွချိတ်ကြဆင်ကြသည်ကလေးရွယ်များမဟုတ်ကြတော့လဲကလေးများတပွဲမီးရှူမီးပန်းများကိုရှုညှိဝေရန်ကစားကြသည်တက္ကသိုလ်နယ်မြေနှင့်ရန်ကုန်မြို့တော်ဤမီးပွဲသပင်တို့စီငွေရောင်ကားပေါ်အတူစီ၍လက်ပတ်ကြသည်လက်ပတ်ပြီး၍ပြန်လာကြသောအခါမမောနိုင်သေးပဲမလင်းတွေကပီယန်နိုတီး၍တက်ခိုင်ကတရောထိုးသည်ညစဉ်ညတိုင်းမလင်းတွေဤအကြိုက်ဆုံးဗဟိုမြတ်တန်ဆောင်းပွဲအမျှော်ဆိုင်ပတ်ပြိုးလေးကိုမပြတ်တမ်းတီးကြဆိုကြသည်ပဟိုမွတ်တန်ပတ်ပြိုးလေးသည်စောင်းရီအလှနှင့်လူရင်မှခံစားမှုတို့ကိုအဖွဲ့အနှဲ့မပိုပဲလိုရင်းမိအောင်ဖော်ပြလေသောကြောင့်တက်ခိုင်ကလည်းနှစ်သက်သည်ချစ်လာစွာသောမမနွယ်နှစ်သက်ရာကိုကလည်းနှစ်သက်၍နှစ်ဦးဆောင်နှစ်သက်ရာကိုနှစ်ကိုတူပြုတ်ကန်စုလေရသဖြင့်ဒီဆောင်၌တက်ခိုင်ပျော်မိသည်ပျော်လေရသည်အမှန်မှာတိုတောင်းသောထိုနှစ်ဆောင်ကာလသည်တက်ခိုင်ဤဘဝတာတွင်ပျော်ပွဲရာအကောင်းဆုံးသောအချိန်များပင်ဖြစ်ခဲ့လေသည်တစောင်းနိုင်ပွဲတော်နောက်တွင်တက္ကသိုလ်နယ်မြေဤကိုပိုင်တီးတန့်ပွဲတို့သည်စက္ကာလိုက်ပါလာ၏အသင်းအဖွဲ့အသီးသီးတို့ဤနှစ်ပတ်လည်ညစာစားပွဲတို့သည်စနေနေ့ညညစ်တိုင်းလိုရှိသည်အထူးကဲဆောင်နှစ်ပွဲကတက္ကသိုလ်မြန်မာအသင်းကြီးကကြီးမှုကျင်းပသောနှစ်ပတ်လည်စုနှင်းသဘင်ပွဲနှင့်တက္ကသိုလ်တမကမှဦးစီးဆင်ရင်ပေးသောဂီတပြိုင်ပွဲတို့ဖြစ်ကြ၏တက္ကသိုလ်မြန်မာအသင်းကြီးကကဗျာဝတ္ထုစောင်းပါးပြိုင်ပွဲများလုပ်သည်တကွန်ဆိုင်တိုင်းလူရသောစကရေလူပွဲများကိုလည်းလုပ်ပေး၏
ထိုပြိုင်ပွဲတကအနက်စကရေလူပွဲသည်အထင်ရှားဆုံးနှင့်လူကြိုက်အများဆုံးပွဲဖြစ်၏စကရေလူပွဲများကိုကျောင်းဖွင့်စမိုးရသည့်ကလေးကတစင်တစိုက်တဲ့တပွဲရှုံးတပွဲထွက်စနစ်ဖြင့်ကျင်းပလာခဲ့ရာနောက်ဆုံးပွဲကိုစုနှင်းသပင်ပွဲနေ၌ကျင်းပါသည်ထိုကိကစကရေလူပွဲများသည်အဆင့်အတန်းမြင့်လာ၏အဆင့်အတန်းမြင့်ရသည်မှာလည်းစီးကမ်းများကမြင့်မားလှသောကြောင့်ဖြစ်သည်စကရေလူပွဲမြည်သည်အနိုင်လူပြောရသောပွဲကမှန်၏တို့ရာတွင်တစ်ဖက်နှင့်တစ်ဖက်ငစိမ့်တဲ့ရန်ကျွေးတဲ့ကဲ့သို့အသက်လွတ်အုပ်ရခိုရသောပွဲမျိုးမဟုတ်ပုဂ္ဂလိကဆွဲ၍စော်ကြနှံကြသောပွဲမဟုတ်မို့ချိုးမြစ်ချိုးနှိမ်ကာရာမရကန်၌ကန်တကဲ့သို့ကန်ရသောပွဲမျိုးမဟုတ်ဤကဲ့သို့အုတ်ရန်ခွရန်စော်ရန်နှံရန်နှိမ်ရန်ကန်ရန်ဝေးစွာအဆိုရှင်နှင့်အခြေရှင်တို့ချင်းတဦးကိုတဦးဓာတ်ရိုက်ညွှန်းခွင့်မရှိတဘာပတိကိုသာတိုင်တယ်ပြောရသည်အချက်လက်ပေါ်မူတီကပညာသားပါပါအိမ်တွေပြည့်ပြည့်အစ်စ်မြင့်မြင့်ဂုံတင့်တင့်နှင့်ငင်းခုံဝေဖန်ရသည်ဟာတာ300၌ပဲအိမ်တွေရှိရ၏အငိမ့်လူပြက်ပြဆက်လူပြက်၏လူရည်လျင်ပြေးရောဟူသည်ပြက်လုံးမျိုးကစကရေလူပွဲအတွက်မဟုတ်အမှုအရာလိုတော့လဲပို့ခွင့်မရှိမတော်မလျော်မျက်နှာယူခွင့်မရှိတဲ့ကဲ့သို့မစီမဆိုင် over item ခံ၍မရအဆဆအရာရာသည်အချက်အလက်နှင့်တော်လျော်စီဆိုင်ရမည်တဦးကောင်းအစွမ်းပြ၍မရအစိုးရှင်အချင်းချင်းအခြေရှင်အချင်းချင်းအပေးယူအပိတ်အဖုံအကုအသေးပါရသည်နှုတ်ရိုင်းအာရိုင်းရှာရိုင်းခြင်းတို့သည်အဓိကဒုစရိုက်ဖြစ်၏ရိုင်းသောအရာကိုရင်လဲရင်အောင်ပြိတ္တလည်းသဘောပေါက်အောင်ပြောနိုင်ခြင်းသည်ပညာဖြစ်၏ရင်ရင်ကြေးကြေးပြောလျက်ကပင်ပရိသတ်ကိုတပြုံပြုံမှသည်တအောင်အောင်ဖြစ်အောင်ဆွဲဆောင်နိုင်မှုသည်ဗราဏအကြဆုံးစွမ်းရည်ဖြစ်သည်ဤစည်းကမ်းတို့ကိုတတ်မှတ်ပေး၍ဤစည်းကမ်းတို့အတိုင်းထိမ့်သိမ့်ကြက်မှတ်ပေးကြသူပုဂ္ဂိုလ်ကြီးများကထိုနေ့များမှသည်ယနေ့တိုင်းနိုင်ငံကြော်ကြားလူသိများကြသောပညာရှင်ကြီးများဖြစ်ကြ၏မြန်မာစာပါမောက္ခဦးအေးမောင်မာစာကဆရာဦးမျိုးမင်းဆရာဦးဖညော့ဆရာဦးကျော်ရင်ဆရာဦးမောင်မောင်ကြီးဆရာဦးခင်မောင်လက်ဆရာဦးလာမောင်ဆရာဦးလာရွှေတို့အမှုပြုသောမြန်မာစာမြန်မာယဉ်ကျေးမှုကိုအလေးအမြတ်ထားကြသည့်ပေါမောက္ခကတိကလက်ထောက်ကတိကနီးပြဆရာများနှင့်တက်ခိုင်အမည်မမှတ်မိသောဆရာမကြီးဆရာမလေးများဖြစ်ကြ၏ဤပုဂ္ဂိုလ်ကြီးများထိမ့်သိမ့်ကြမှတ်သောစကရေလူပွဲများ၌ဝင်နှွှဲနိုင်ရန်မှာမလွယ်ပါကမ္ဘာအိုလံပစ်ပြိုင်ပွဲ၌ဝင်နှွှဲရသည့်ကဲ့သို့ခတ်ပါသည်ဤမြခတ်သောစကရေလူပွဲ၌တက်ခိုင်တို့ဤပြည်နှစ်တကောင်းကြောင်းဆောင်မှကိုလာအေကိုစိန်ထုံကိုလေးမောင်တို့အတွေ့ကပွဲတိုင်းနိုင်ကတကွန်ဆိုင်တိုင်းကြီးကိုအပိုင်ယူပေးခဲ့ကြ၏ထို့သောမှာအပြောကောင်းအဟောကောင်းအငင်းကောင်းအကတ်ကောင်းများဖြစ်ကြလေသောကြောင့်မြန်မာစာပါမောက္ခဦးဝင်းမောင်ကသူတို့ကိုတက္ကသိုလ်မောင်ကြပန်းများဟူသောဘွဲ့ကိုအထူပေး၏ထို့သောအနက်ကိုလိမ့်မောင်ကတက်ခိုင်၏ချစ်လှစွာသောဘေဒင်ဆရာရေဒီယိုပြင်ဆရာတိုင်းဆရာကြီးကိုလေးပင်ဖြစ်သည်ကိုလာအေးကိုစိန်ထုံကိုလေးမောင်တို့ကြောင့်ပြည်နှစ်တကောင်းကျောင်းဆောင်ကြီးတို့ဂုံမြင့်ရာတွင်ထပ်ဆင့်၍ဂုံတိုးပေးသည့်သူများကအသီးသီးပေါ်လာသည်တက္ကသိုလ်တမကကြီးမှုကျင်းပသောဂီတပြိုင်ပွဲ၌မောင်ရှိန်ကစုကြီးများယူပြလိုက်ပြန်၏ငကိုကကြော်ပြီးသောမောင်ရှိန်တရောတစေကြီးအမည်မှာပို့ထွန်းတောက်လာ၏ပြည်နှင့်တကောင်းကျောင်းဆောင်ရှိကျောင်းသားကြီးများအလယ်၌မထေမရှားနေကြသောအေဝင်းနှင့်တက်ခိုင်တို့ကလည်းအဓိကကျောင်းဆောင်ကြီးများ၏ဂုံကိုသူတို့နီနှင့်သူတို့မြင့်တင်ပေးကြ၏အေဝင်း၏ဝတ္ထုမှာသွေးတောက်မဂဇင်းကြီး၌တခန်းတနာပါလာသည်တက်ခိုင်ကပြားကရှုမဝမဂဇင်းကြီး၏စာမျက်နှာတစ်မျက်နှာအပြည့်အသားပေးဖော်ပြခြင်းခံရသည်ကျိုးစားထင်ရှားသူများကိုမြောက်စားသည့်ပြည်နှစ်တကောင်းကျောင်းဆောင်၏အစဉ်အလာအတိုင်းအေးဝင်းနှင့်တခိုင်တို့မှာနေချင်းညာချင်းရွှေမင်းသားလေးများဖြစ်လာကြ၏အချို့ပေါ်တကားလောင်းတည်နဲ့ပြည်နှစ်တကောင်းကျောင်းဆောင်ပေါ်လုံးသမားများကလည်းတကွန်ဆိုင်တိုင်းကိုယူလာလိုက်ကြပြန်၏ထိုခေတ်ထိုအခါကကျောင်းဆောင်များနှစ်ပတ်လက်ထမင်းစားပွဲကြီးဟူ၍နှစ်ပွဲသာရှိသည်တစ်ပွဲကဗဟိုကျောင်းဆောင်များ၌ပွဲဖြစ်သည်
အငိမ့်ပါ၏တပွဲကပြည်နှစ်တကောင်းចောင်းဆောင်တို့၏နှစ်ပတ်လည်ထမင်းစားပွဲဖြစ်၏ဤ၌လည်းအငိမ့်ပါသည်ပြည်နှစ်တကောင်းចောင်းဆောင်ကြီးတို့၏နှစ်ပတ်လည်ညစာစားပွဲကြီးတို့အဖိတ်မခံရလျင်အင်းလျာပင်တန်တီတီစီတို့မှចောင်းသူများသည်ចောင်းသူဖြစ်ရကြုံမနက်ဟုမျက်နှာငယ်အားငယ်ဂုံငယ်ကြ၏ပြည်နှစ်တကောင်းចောင်းဆောင်ကြီးတို့၏နှစ်ပတ်လည်ညစာစားပွဲ၌နှစ်ပိုင်းပါဝင်သည်တစ်ပိုင်းမှာထမင်းစားပွဲဖြစ်၍တစ်ပိုင်းမှာလက်ဖက်ရည်ပွဲဖြစ်သည်ထမင်းစားပွဲကိုပြည်ចောင်းဆောင်အောက်ထပ်ရှိထမင်းစားခမ်းမကြီး၌ကျင်းပါသည်အထူးဖိတ်ထားသောဧည့်သည်တော်များအဆောင်မှုဦးစီးသောအဆောင်တာဝန်ခံများနှင့်အဆောင်ចောင်းသားများကြီးသာစားတောက်ကြ၏လက်ဖက်ရည်ပွဲကိုမူအဆောင်ကြီးနှစ်ခုကြား၌မြက်ခင်းပြင်၌ကျင်းပါသည်အမှန်မှာဤပွဲသည်သာအဓိကပွဲဖြစ်လေသည်အငိမ့်စင်မှစ၍ပွဲကင်းတစ်ခုလုံးကိုအခမ်းအနားဆုံးအလှပဆုံးဖြစ်အောင်အထူးပြင်ဆင်ထား၏အင်ဂျင်နီယာကျောင်းသူကျောင်းသားအများသာနေကြသည့်အဆောင်ပေးပြီးစင်ပြင်စင်ရင်မှုကထိတ်တန်းဖြစ်၏လက်စင်မီအမျိုးမျိုးကိုပွဲခင်း၏တင့်တယ်မှုအတွက်စနစ်တကျအစွမ်းကုန်အသုံးပြုကြသည်ဇက်ရှင်ရှိပွဲကင်းတွင်ဆရာမများနှင့်ဧည့်သည်တော်များအတွက်အထူးစပွဲရှိကြီးနှင့်ကလထိုင်များရှိ၏ကျောင်းသားများအတွက်မူ4ယောက်တွဲစပွဲ6ယောက်တွဲစပွဲများရှိသည်ဧည့်သည်တယောက်အတွက်လက်မှတ်တစ်စောင်ကို4ချက်နှုန်းနှင့်ကျောင်းသားတိုင်းဝယ်ယူနိုင်သည်မိမိတို့ချင်းစိတ်ကြိုက်တွဲကဖိတ်ထားသည့်ဧည့်သည်ဦးရေအလိုက်6ယောက်စပွဲကိုဖြစ်စေ4ယောက်စပွဲကိုဖြစ်စေတင်းလျော်တကယ်သို့ယူကြ၏ကျောင်းသူများသည်ပြင်းနှစ်တကောင်းကျောင်းဆောင်တို့၏လက်ဖက်ရည်ပွဲကိုတက်ရန်ဂုံယူကြတကယ်သို့ကျောင်းသားများအတွက်လည်းမိမိတို့စပွဲ၌ဧည့်သည်ကျောင်းသူများမရှိလျင်မျက်နှာငယ်သည်ထင်ကြ၏ကျောင်းသားတို့သည်ကိုယ်ပိုင်ဖိတ်เสียမရှိလျင်ရှိသောကျောင်းသားကိုကထိုသူ၏မိမိမှတစ်ဆက်ကိုအတွက်တညတာထိတ်ထားကိုကြံဖန်ငှဖိတ်ရ၏မကြခဏတညတာထိတ်ထားသည်ဘဝတာတတ်ထားဖြစ်သွားလေရှိသည်အေဝင်းသည်မွန်ကိုဖိတ်သည်တက်ခိုင်ကမလေးနွယ်ကိုဖိတ်၏ထို့ကြောင့်၄ယောက်စပွဲယူကြသည်မိန်းကလေးမိတ်ဆွေပေါ်လာသောမောင်ရှိန်နှင့်တင်မောင်စိုးတို့ကယူမောင်နှင့်တွဲက6ယောက်စပွဲကိုယူ၏သူ့စပွဲ၌ယူတစ်ယောက်ကိုမဖိတ်နိုင်သဖြင့်ယူမောင်တစ်ယောက်စိတ်ကောင်းနိုင်ရှာမည်မဟုတ်တက္ကသိုလ်ကျောင်းသူတဦးကိုလက်ဖက်ရည်ပွဲသို့ဖိတ်ရသည်မှာလွယ်ကူလှသည်တော့မဟုတ်အကျိုးအပို့အတွက်ကားလိုသည်တစီကို3ပြန်လျင်ဂုံငယ်သည်ဟု၍မဖျားကလေးများကမကြိုက်ကြမောင်မင်းကြီးသားဘာသာချောတို့မှာကိုပိုင်ကားရှိသူတငယ်ချင်းများကိုဝစ်ဒရာခရစီကကြရ၏တက်ခိုင်နေအင်းဝင်တို့မှာဤဒုက္ခမှကင်ကြရ၏ထမင်းစပွဲအပြင်6နာရီခန့်၌ဦးချစ်တိုးမောင်သောငွေကားဖြူသည်အဆောင်ရှေ့၌စိုက်လာသည်တက်ခိုင်နှင့်အေးဝင်းတို့ကဝင်းနာမီယာသို့ပြန်သွားကမလေးနွယ်ကိုခေါ်သည်ထို့နောက်အင်းလျာကျောင်းဆောင်သို့ဆက်သွားကမွန့်ကိုဝင်ခေါ်ကြ၏9နာရီပွဲမစမီပွဲကင်းသို့ပြန်ရောက်ကြ၏မီးအောင်တို့ကထိန်ထိန်ဝင်းနေသည်အထက်မိုးကောင်းကင်ပြပြ၌လည်းလာနှင့်ငွေကျဲတို့မြလဲနေသည်ပွဲကင်းစပွဲတို့ဝဲတက္ကသိုလ်ဧကရီနတ်တို့ဤပင်ကိုအလှတတ်နှင့်ဝတ်စားတစားရတနာရောင်ဆောင်ဟဲ့၍ရွှင်ပါနေ၏ကျောင်းဆောင်တစ်ခုလုံးဤပွဲတွင်မပါဝင်သူမှာတဦးသာရှိ၏ထုံးဝေခေါ်မောင်ညိုမိုင်းသည်ထုံးဝေသည်ပြည်ကျောင်းဆောင်ဘဟုလှေကားတစ်များထိတ်ကျမ်းပြင်၌ကြနနဖင်ချထိုင်ကားရှိနေ၏ကို၌စွတ်ကျဲသာဝတ်ထားပြီးစွတ်ကျဲပေါ်မှအယောင်သွေးမပေါ်သောကုတ်အင်ကြီးကိုထပ်ဝတ်ထား၏ခြေနှကြောင်းကိုလှေကားထိပ်ပေါ်၌ဆုံချထားသည်ပေါင်နှစ်ခုပေါ်၌လက်နှစ်ဖက်ကိုကွေးကားဆုံထောက်ထား၏လဝါးနှစ်ခုပေါ်တွင်မျက်နှာတစ်ခုလုံးတင်ထား၏ထုံးငွေသည်ဤညတပင်ကိုအရွက်တိုက်တယောနေသည်လောရောမမျိုးကြီးမီးလောင်နေစဉ်စောင်းတီးတချင်းဆိုနေရက်လေခြင်းဟုရင်ထုမနာထိုင်ဖြစ်နေသည်လောသူ့ဘာသာသူသာသိနိုင်လိမ့်မည်လက်ဖက်ရည်ပွဲကိုအဆောင်တဟာရနှင့်စာဖက်အသင်းဥက္ကဋ္ဌ၏မိကွန်းနှင့်စာဖွင့်သည်ထို့နောက်အဆောင်မူပေါမောက္ခချုပ်အင်ဂျင်နီယာမဟာဌာနမူကစကားပြောကြသည်အလုံးကပြည်ကျောင်းဆောင်နှင့်တကောင်းကျောင်းဆောင်သားများ၏အောင်မြင်မှုများကိုဟာတများနှောကဝေဝေဆာဆာချီကျူးဂုံပြုသွားကြ၏ထိုနေ့၏အထူးအစီအစဉ်ကအငိမ့်မထွက်မီပြည်နှစ်တကောင်းကျောင်းဆောင်မှမောင်ရှိန်ကောင်းဆောင်သောဂီတအဖွဲ့ကတချင်းများနှင့်ဖျော်ဖြေခြင်းဖြစ်သည်ရှေးဦးစွာမောင်ရှိန်ကပက်တလာတီယူမောင်ကမယ်ဒိုလင်တီကစိန်လွင်ကတရောထိုး၍
တိုင်းမသိမင်္ဂလာဩဘာပွဲကိုတင်မောင်စိုးကဆိုလျက်စားကြသည်ကြီးမားထွားချိုင်းသောခန္ဓာကိုအင်္ဂလိပ်ကာပြရုပ်ပေါက်သောအသွင်အပြင်ထာဝစဉ်ဆက်ပြဲနိုင်သောမျက်နှာရှိအပ်သည့်တင်မောင်စိုးကတချင်းကြီးဆိုမြည်တိကြသောအခါပရိသတ်မှာပြုံးစီစီဖြစ်ကုန်ကြ၏အထူးသဖြင့်မိန်းကလေးများကပြုံးကြသည်တို့ရာတွင်တင်မောင်စိုးကစီးနှက်ဝါကိုကိုင်းကကြကြနှနှဆိုပြလိုက်သောအခါဩဘာတန်မစဲတော့ဩဘာတန်ဆဲသောအခါတင်မောင်စိုးကမောင်ရှိတ်နာကပ်၍တစုံတစ်ခုထိုးထိုးပြောသည်တို့ရတွင်သူပြောမိသည်မှာအတန်ချက်ဆက်စပီကာအနီး၌ဖြစ်၏ဟဲ့ကောင်တရုတ်ပုတ်လူတွေကငါ့ကိုအထင်သေးနေတယ်ထင်တယ်ငါကအခုအဟုတ်လောက်ပြလိုက်တာငါကတော့ congratulation ပဲရောက်ဖရေအတန်ချက်ဆက်မှသူ့အတန်ကြီးသည်ဤအတိုင်းပီပီတတကြီးထွက်လာသည်ဖြင့်ပရိသတ်များရည်ကြသည်တင်မောင်စိုးကပရိသတ်များကိုမျက်လုံးပြုကြည့်ခိုက်သဘောပေါက်သွားသောမောင်ရှင်ကကျင်းသည်မေးဖို့စပီကာနာတို့ပြောတော့အားလုံးကြားကုန်တာပေါ့အဆအဆအရာရာတက်တက်ရရက်ကလေးလောက်ပါလို့တငယ်ချင်းကောင်းရောက်ဖပေးပြီးဟိုက်အမလေးဘွာဘွာမောင်ရှင်ကစပီကာကိုကြပြကြလဝါနဲ့အုပ်လိုက်၏ပရိသတ်များကပိုရီကြတော့၏ပျော်ကြရွှင်ကြသောပွဲဖြစ်သောကြောင့်အမတ်မထင်ပြုတ်မိသောသူတို့နှုတ်၏အမှားသည်ပွဲကိုပိုမြိုင်စေ၏ចောင်းသားများထံမှအော်ဟစ်ပွဲတောင်းသောအတန်များပေါ်လာ၏တရောတစ်စေကြီးဖုံးနှင့်ဆလွန်တေးပါပြုတ်ယူမောင်ဆိုပါဟုတ်တယ်လက်ခောက်တံများပေါ်လာ၏ပရိသတ်ပွဲတောင်းသည့်အတိုင်းယူမောင်ကဖုံးနှင့်ဆွလန်းကိုထွက်ဆိုပြသည်ဖုံးနှင့်ဆွလန်းမှစကာလပေါ်တစ်ချင်းတစ်ပုတ်ပြီးတစ်ပုတ်တီးဆိုလာပြီးတဲ့နောက်အခမ်းအနားမှုကကျင်းညာသည်အခုပြည်နှစ်တကောင်ចောင်းဆောင်အဆောင်သားများကအထူးတောင်းပန်ထားချက်အရာကြပြဆရာကိုတက်ခိုင်ရဲ့ကိုယ်တိုင်ဆက်ဆိုပြီးကိုယ်တိုင်တီးဆိုမဲ့တကောင်ညလာရောက်မှဆိုတဲ့တခြင်းပါပဲခမညာကိုတက်ခိုင်ကြွပါမလင်းွယ်သည်ပါဇက်ကလေးဟာကတက်ခိုင်ကိုကြည့်သည်ထို့နောက်ဝမ်းသာအားရလက်ခုပ်စားသည်မလင်းွယ်၏လက်ခုပ်တန်းမှာចောင်းသားအများ၏လက်ခုပ်တန်းနှင့်ရောသွား၏တက်ခိုင်သည်တီဝိုင်းစီတို့ထသွား၏သူသည်ပရိသတ်ကိုဥညွှတ်လိုက်ပြီးပြဝင်းတန့်စင်သောမိုးပြင်ကိုတစ်ချက်မော်ကြည့်လိုက်ကတချင်းစားဆို၏ဆောင်းညယုံနှင်းမုံဖွေးလို့ပြန်မွေးကသစင်နှံ့ကျွဲလေးနွဲ့ပြန်လောင်းပြမောင်းတကောင်းညလာရောက်မှာကွယ်မျောကငေးဖော်ဝေးတဲ့သူတွေမယ်အတိတ်ကိုလှမ်းလို့ပြန်လွမ်းရမည်နဲ့ဖုံးသက်လေပြုံးချိုနွဲ့ခဲ့တယ်မိုးမြေ3စိန်အချစ်ဝေမမုန်းဘူးတဲ့အခုများဖြစ်ရှောင်းလေယူတုတ်တဲ့တိန်နောင်ပုံနဲ့အိမ်မက်သာဖြစ်ပါစေကွယ်ငွေနှင်းတက်တဲ့မြက်ခင်းထက်ဝဲဆက်မပြောတယောက်သေးရဲ့ចောင်းသားများ၏တောင်းဆိုချက်အရတက်ခိုင်သည်တချင်းကို2ကြိမ်ထပ်ဆိုပြရ၏မိမိစပွဲသို့ပြန်ရောက်ချိန်၌ပရိသတ်အားလုံး၏မျက်လုံးများသည်မိမိစီ၌သာရှိနေမှတက်ခိုင်တတိပြုမိ၏မလင်းတွေကတက်ခိုင်ကိုပြုံးလျက်ကြိုဆိုရဲ့မောင်ကတကယ်ကြပြဆရာတချင်းရင်းဆရာကြီးဖြစ်နေတာကိုမမနွယ်မောင်ကိုတကယ်ချီးမွမ်းနေတိလားမောင်ဟုတ်ဆိုသည်မွန်ကတက်ခိုင်ကိုတစ်ချက်ကြည့်ပြီးအေးဝင်းဘက်လှည့်ကပြော၏ဗဒေါက်ကိုဖြစ်မချစ်ဝင်ပြီလို့ရေးလို့မွန်ကကိုဝင်းကိုသာအလွမ်းသမားကြီးထင်နေတာအခုတော့ကိုတက်ခိုင်ကလည်းပဲအလွမ်းသမားကြီးကိုမွန်သည်မလေးနွယ်ပန်းလှည့်၍ဆက်ဆိုသည်မဟုတ်ဘူးလားနွယ်ရဲ့မောင်ကတကောင်းညလာရောက်မှအဲ့လိုတော့မပြောဘူးတဲ့အဆဆအိမ်မက်သာဖြစ်ပါစေတဲ့နွယ်သူ့ကိုမသနာဘူးလားဖြေရန်ခတ်တဲ့ဖြင့်မလေးနွယ်နှုံမဟာနိုင်တို့ရတွင်အချိန်မီပင်မောင်ရှိန်နှင့်တင်မောင်စိုးတို့ကရောက်လာ၏မောင်ရှိန်ကမလင်းနွယ်ကိုရင်းနှီးစွာနှုတ်ဆက်ပြီးမေး၏မလင်းနွယ်တက်ခိုင်ညအိတ်မပြောတာဘာဖြစ်လို့လဲသိလားမလင်းနွယ်ကလည်းရင်းနှီးခင်မင်းစွာပင်ပြန်ပြုံးပြီးဖြေ၏မောင်အိတ်မပြောတာကတဆေ6ခံရလို့ဖြစ်မှာပေါ့တရောတဆေကြီး6လို့ဖြစ်မှာပေါ့မဟုတ်ဘူးလားကိုတင်မောင်စိုးကမဖြေမီပါဇက်ဖြဲရီပြလာ၏အရီရက်ပြီးမှဖြည့်စရာစကားရုတ်တရက်ရှာမတွေ့တဲ့ဖြစ်ခိတ္တကြောင်းနေ၏ပြီးမှအဟိဟုထရီလိုက်ကဖြစ်၏ဟုတ်တယ်တရောတဆေလည်းအချောက်ခံရတယ်ထင်တယ်ပြီးတော့အသေးတဆေလည်းအချောက်ခံနေရပုံနဲ့တူတယ်မဟုတ်ဘူးလားမွန်ကမျက်လုံးလေးပြူး၍ဖြေ၏မွန်ကဘယ်လိုလုပ်ပြီးသိနိုင်မှာလဲကိုတင်မောင်စိုးတင်မောင်စိုးသည်သူ့ရဲ့လက်ကိုနှာခေါင်းစီသို့ပို့ပြီးကြည်ကြည်စွာဆို၏အင်းလေအဲ့ဒါပြောပြနေတာပေါ့မသိတဲ့သူချင်းမေးတော့မဟုတ်တာပဲဖြေမှာပေါ့ပြီးတော့ဟဲ့ကောင်မောင်ရှိန်မင်းနဲ့ရွက်ဘာလို့လိမ့်နေရတာလဲအေးဗျာကျွန်တော်များကြွလိုက်ပါအောင်မယ်စိတ်တော်မရှိနဲ့နော်အဟီတက်ခိုင်မလင်းရွယ်အေဝင်းမွန်တို့သည်ရီမောကြံရကြ၏
လက်ဖက်ရည်ပွဲစသည်အဆောင်ဤတဟာရနှင့်စာဘက်အသင်းအမှုဆောင်များကကြီးမှု၍အဆောင်အလုပ်သမားများနှင့်အတူလက်ဖက်ရည်ကော်ဖီခရားများလိုက်ချပေး၏ကိတ်မုတ်မျိုးစုံစပြစ်သည်ပန်းသည်တစ်တော်သည်များကစပွဲများထက်ရှိနေပြီဖြစ်၏အငိမ့်စင်ထမ်းမှဗရာမတေဂီတတန်များစတင်ထွက်ပေါ်လာ၏မွန်သည်ဖြူဖြူနုနုချော၏မွန်အလှကိုဖြူဖြူနုနုချော၏ဟု၍ပြောရမှာတပါအခြားစကားမရှိပြုံးလိုက်လျင်ပေါ်လာသောတရက်ကလေးများကိုသာထပ်မံဖြစ်ဆိုရမည်ထင်သည်အေဝင်းသည်ပန်းသည့်အနီတလုံးကိုယူကအခွန်ဆခွာ၏တခိုင်ကပန်းသည့်အစိမ်းတလုံးကိုလှမ်းယူသည်တို့ရတွင်ထိုပန်းသည့်ထက်၌မလေးနွယ်၏လက်နှင့်ဆုံတွေ့သည်တခိုင်ကလက်ယုပ်လိုက်၏မလေးနွယ်သည်ပန်းသည့်ကိုကိုယ်တိုင်အခွန်ခွာနေ၏အေဝင်းကအခွန်ခွာပြီးသောပန်းသည့်လေးကိုလေးစိတ်စိတ်ကပကံပြား၌ထဲ၏သူသည်ပကံများကိုမွတ်ထန်အရင်ပေး၏မွန်ကတစိမ့်ယူ၍စားသည်အေဝင်းသည်ပကံများကိုမလေးနွယ်ထန်ကမ်းပေးသည်မလေးနွယ်ကကောင်းလေးအသာခသည်ကိုအေဝင်းတို့ပဲစားကြပါနွယ်ပန်းသည်လည်းပြီးတော့မယ်အေဝင်းကပန်းသီးကိုရုပ်သိမ်းလိုက်၏သူသည်ပန်းသီးတစ်စိတ်ကိုလက်နှစ်ကိုင်းကမိုးရနှခမ်းများစီသို့ခို့မပေးုံတမဲရွရွရရပေး၏မိုးဤပါတွင်ရှက်သွေးများရဲသွား၏မျက်လုံးပြများကမူတမှုရိယရောင်လွင်လဲလဲနှင့်အေဝင်းကိုတစ်ချက်ကြည့်လိုက်ပြီးတည်တည်စိတ်ကလေးကိုယူကားစားသည်မလေးတွေကပန်းသီးကိုတစ်ချမ်းချမ်းလိုက်သည်ထပ်ပိုင်းအပိုင်းခံရသောပန်းသီးနှစ်ချမ်းသည်အသေးလွှာပုံရှိနေ၏အိုးတက်ခိုင်သည်ရေရွမိရင်ပန်းသီးချမ်းများကိုကြည့်သည်မလေးတွေကလည်းပန်းသီးချမ်းများကိုစိုက်ကြည့်သည်ခဏနိုင်မူမလေးတွေကရည်သည်မောင်ရီဒီတတီးကိုမမနွယ်တို့စားကြအောင်မလားဟင်းအင်းမမနွယ်မောင်မစားခြင်းဘူးမလေးနွယ်သည်တည်ငြိမ်သောမျက်လုံးများနှင့်တက်ခိုင်ကိုတစ်ချက်စိုက်ကြည့်ပြီးတပ်ပြင်းမတိမတာရှိုက်ပြီးတိုးတိုးဆို၏မမနွယ်လည်းမစားခြင်းဘူးမလေးနွယ်သည်တတိချမ်းများကိုဆယ်စိတ်ကြောအောင်ထပ်မံခွဲစိတ်လိုက်ပြီးအေဝင်းတို့ပကံတွင်သို့ထည့်ပေးလိုက်၏အေဝင်းကနားမလည်နိုင်ပဲမလေးနွယ်ကိုကြည့်သည်မလေးနွယ်ကလေးစေးတည်ငြိမ်စွာအားလုံးအတွက်ကော်ဖီငှဲ့ပေးသည်ထိုအချိန်တွင်အငိမ့်ထွက်ခဲ့ပြီးဖြစ်သည်ကောလိပ်မြိုင်အငိမ့်၌တပင်သည်အားလုံး၏ဖခင်ကြီးဟုခေါ်ဆိုကြသည့်လူရွှင်တော်ကြီးဦးတက်ဆန်ပါလာ၏ဦးတက်ဆန်မှအိုမင်းလာပြီးသူချစ်တော်အနုပညာကိုသူမစွန့်နိုင်၍သာသမီးအရွယ်သားအရွယ်မကမြေးသမီးမြေးသားအရွယ်တို့နှင့်တွဲဖက်ကစင်ပေါ်၌ရောင်းနေရရှာ၏ဦးတက်ဆန်၏ပညာကိုတက္ကသိုလ်မှဆရာမများကျောင်းသူကျောင်းသားများကလေးစားကြ၏ထို့ကြောင့်ဦးတက်ဆန်ကိုသူ၏ပန်းမြိုင်လန်တရားထုကိုဟောခိုင်းကြ၏တုံတုံရင်ရင်နှင့်ဇရာပိုင်းသို့ရောက်နေပြီဖြစ်သောဦးတက်ဆန်သည်ဇက်တတာပေါ်တိုက်၍ရဟန်းအသွင်ဟန်ပြသည်လက်ထောက်လူရှင်တော်များကတရားတောင်းကြသည်ပန်းမြိုင်လေကပြင်စီမင်းသားကြီးရေးသောယူရီယာဖရင်ချာကြီးဖြစ်၏ပူလောင်ကြေကွဲငိုရောင်ဆယ်လဲလျက်ဒီတဲကမပြေသောရာမလက္ခဏာညီနောင်တို့တေရာဒေဝီကြောင့်စွန်တောင်ကိုင်ရွှေလေးနှင့်ပန်းမြိုင်လေသားနယ်ပွဲတွင်ရိတ်ဝင်လေခိုးကြောင်းအရေးကိုတေးဖွဲ့ထားသောတခြင်းဖြစ်၏ဦးတက်ဆန်သည်ဆိုလဲဆိုပြ၏ငိုလဲငိုပြ၏ဆိုရင်ငိုရင်ကလည်းဟာတာဖောက်သေး၏ဟာတာဖောက်ရင်ကလည်းတရားဓမ္မကိုပြုရှာ၏ပြင်စင်မင်းသား၏မျော်လေတိုင်းပြချီဆိုင်ဝေမိုင်းမြူမှောင်ချေဟူသောစာသားကိုပိတ်ဖုံးသောအဝိဇ္ဇာအဖြစ်ရှင်းပြသည်အဝိဇ္ဇာပစ္စယသင်္ခါရမှစ၍တန်တရားရင်းဟူသောပန်းမြိုင်လေတွင်ဇာတိဇယာဗျာတိမရဏစသောဒုက္ခတို့၏အကြောင်းရင်းပဏ္ဏစသမုပ္ပါကိုရှင်းပြ၏ဥဒ္ဒဆာ၏အနုပညာကြောင့်ရည်လဲရည်ကြရသည်မျက်ရည်လဲစိုးကြရသည်ဓမ္မတန်ဝေကလည်းရကြရသည်ကျန်လူရှင်တော်များကလည်းဟာသကျွယ်၍ရည်ရသည်အိမ်တွေရှိသည်မြပညာပြည့်သောကောလိပ်မြိုင်၏အကာများကလည်းရှုမကြီးပွယ်ပင်ရှိ၏စင်နာကျော်သောအခါကျောင်းသူများစပြန်ကြသည်တက်ခိုင်တို့သည်မုံကိုအင်းလျားကျောင်းဆောင်သို့လိုက်ပို့ကြ၏အေဝင်းကမွန်နဲ့အတူကားပေါ်မှဆင်းပြီးဆိုသည်တက်ခိုင်ရေငါတို့ဒီကဂျုံနဲ့ကားတစ်စီးနဲ့ပဲပြန်လိုက်သွားတော့မယ်ငါအငိမ့်ဆက်ကြည့်ကျင်သေးတယ်မင်းတို့မောင်နှမကအိမ်ပြန်ရောက်ရင်ပီယနိုကြည့်ကြအောင်မဟုတ်လားငါနေရခဲ့တော့မယ်တက်ခိုင်တို့သည်အေဝင်းတို့ကိုထားခဲ့ကြပြီးထွက်လာခဲ့၏မလေးနွယ်ကဦးချစ်တို့ကိုပြော၏ဦးလေးကိုချစ်တို့ဝယ်နှင်းတဲ့ပြင်အဆောက်အုံအနောက်ဘက်ကိုမောင်းမှာຫນွယ်နဲနဲညီးစီစီဖြစ်နေလို့ကိတ္တလေတန့်ရှူကျင်သေးတယ်။ဦးချစ်တို့သည်မလေးနွယ်၏အမိန့်အတိုင်းမောင်းက
ဘွယ်နှင်းတပင်မြောက်ဘက်ရှိအင်းလျားကန်ဆန်း၌ကားကိုရပ်ပေး၏ကန်ဆက်တွင်အခြားလေငင်းခံကား၃စီးရှိနေသေးသည်တက်ခိုင်နှင့်မလေးနွယ်သည်ကားပေါ်မှဆင်းကြပြီးရေဆက်တစ်ပင်တစ်ပင်အောက်၌ရပ်လိုက်ကြသည်မမနွယ်တကယ်ပဲညီးစစ်စီဖြစ်နေသလားနည်းနည်းပါမောင်မမနွယ်ကအငိမ့်တို့ဇက်တို့ကြည့်လည်းမရှိဘူးတော့ခေါင်းနဲ့တော့အုံသွားတာပါဒီလိုဆိုရင်မောင်ကမမနွယ်ကိုအငိမ့်ဖိတ်ပြပြီးနှိပ်စက်တယ်လို့ဖြစ်နေပြီ။အိုးမဟုတ်ပါဘူး။မမနွယ်ဒီညပြောပါတယ်။လူရှင်တော်တွေကလည်းတဲ့ရီရတာပဲ။ရီရလို့ခေါင်းအောင်လာတာပါ။လေကောင်းလေတန်းရှူရရင်အခုပြောက်သွားမှာပါ။မလင်းနွယ်တဲ့ခေါင်းကလေးနောက်တို့လှန်၍တစ်ပင်ကိုမှီရက်ခါငိမ့်ငိမ့်လေးလေရှူနေ၏။နတော်လာဆန်းရက်တွင်သာရှိသေးသောကြောင့်အချမ်းမတဲလာတဲ့နှင်းငွေငွေတို့လှယုံဝင်နေသည်မိုးပြင်းမှရှိုးမြသောလာနှစ်ကျဲတို့သည်ရေပြင်၌လည်းရောင်ပြန်လာထင်တောက်ပနေ၏ရေပြင်ကိုဖြတ်ကညင်ညင်တာတာတိုက်ခိုက်လာသောမြောက်ပြန်လေ၌စောင်းဤပန်းရဲနှင့်များတင်းပြတ်ပါလာနေ၏ငိမ့်ငိမ့်လေးရက်နေရမှမလင်းတွေကရုတ်တရက်ခေါ်သည်မောင်ဗျာမမနွယ်မောင်တတိရလားဘာလို့ပြောရလဲမမနွယ်နတော်လာရောက်ပြန်ပြီလေမောင်မှတ်မိသေးလားပင်ချောင်းပေးမှာမောင်ကမမနွယ်ကိုဒုပမာတာကီမျိုးတရားတွေဟောတာအခုလိုနတော်လာမှာပဲလေ10နှစ်တိပြည့်ပြီမောင်မမနွယ်ရဲ့စကားကြောင့်တက်ခိုင်ရင်မှာထူးဆန်းစွာတိတ်ဆိတ်ဆွေးမြေ့သွား၏မလင်းနွယ်ပြောပြသည်ကိုကောင်းကောင်းမှတ်မိသည်ထိုစဉ်ကဒုပမာတာကီမျိုးအကြောင်းကိုသာမကအာရန်နှင့်အေဝါတို့အကြောင်းကိုလည်းပြောခဲ့ကြသေးသည်အာရန်နှင့်အေဝါမောင်နှမသည်မစားသင့်သောတည်တည်ကိုစားမိကြ၍မှောင်မားကတောကဒုက္ခတမှုရိယပွားခဲ့ကြရရှာသည်တက်ခိုင်သည်တက်ပြင်းဆိုင်ရင်ညီညီဆို၏ဟုတ်တယ်မမနွယ်10နှစ်တောင်ရှိသွားပြီမောင်အခုလိုအသက်ကြီးလာတာကိုပြောသလားအိုးဒီမိကုန်းကိုမောင်မဖြစ်တတ်ဘူးမမနွယ်တော့မပြောဘူးတက်ခိုင်ကအตาအရာကြီးသည်မမနွယ်ရဲ့အသက်ကြီးလာတာဟာတဘာဝပဲမမနွယ်ကအိုးရမှာကြောက်လို့လားအိုချင်းတရားကအဝေးကြီးမှရှိပါသေးတယ်နွယ်လိုပဲအဝေးကြီးမှရှိနေသေးတယ်မမနွယ်တို့မောင်တို့အခုအရွယ်ကစောင်းတွင်းရဲ့ပါအင်မတန်လှတဲ့စောင်းတွင်းအခါရဲမှာပါမမနွယ်ကမရီမပြုံးပဲတက်ခိုင်ကိုခေါင်းငှဲ့ကြည့်၏မမနွယ်အိုချင်းတရားကိုမကြောက်ပါဘူးနောက်နှစ်ခါဆိုတာကိုသာကြောက်တာမောင်သိရလားနောက်နှစ်ခါဆိုရင်မမနွယ်အသက်20ပြည့်တော့မယ်အော်မမနွယ်ကလည်းအသက်20ပြည့်မှာဟာကြောက်เสียလားကြောက်เสียပေါ့မောင်အသက်20ပြည့်ရဲ့နေ့မှာမမနွယ်ဟာအဆောင်အဖြတ်တစ်ခုကိုပေးရတော့မယ်အဲ့ဒီအဆောင်အဖြတ်ဟာမမနွယ်ရဲ့ဘဝအတွက်ရောအန်တီရဲ့ဘဝအတွက်ရောဖေဖေတို့အတွက်ရောဒါတွေမကသေးဘူးနောက်လာမဲ့မမနွယ်တို့ရဲ့တဆွေလုံးတနွယ်လုံးအတွက်ရောအားလုံးရဲ့ကကြမ္မာကိုအဆုံးအဖြတ်ပေးမဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်နေတယ်တက်ခိုင်သည်ဘာမှပြန်မပြောဘဲလားရောင်ကျဲရောင်တောက်နေသောရေပြင်ကိုသာငေးကြည့်နေ၏စိတ်တွင်ကမူမလင်းတွေသည်သူမကြားလိုသောစကားများကိုဆက်မပြောပါစေနဲ့ဟုဆုတောင်းမိ၏မလင်းတွေကဆက်ပြောရင်းမေး၏မောင်သိပါမလားမသိဘူးအေးလေဒေါ်လေးတက်တက်ပြောပြထားရင်တော့သိမှာပါပဲမောင်ပစိုးစားနဲ့ထမိန်စားဆိုတဲ့မမနွယ်တို့မျိုးရိုးကအတုံးစကားကိုသိတယ်မဟုတ်လားသိပါတယ်မမနွယ်သိတယ်ဆိုရင်တော့မမနွယ်ဘာဆုံးဖြတ်ရမယ်ဆိုတာကိုလည်းမောင်နားလည်မှာပဲအဲ့ဒီဆုံးဖြတ်ချက်ကိုမချခင်မမနွယ်မောင်နဲ့တိုင်ပင်ခြင်းနဲ့မမနွယ်ကြောက်တာကမောင်ဟာမမနွယ်တိုင်ပင်တာကိုနားမှထောင်းမမလားဆိုတာပဲဟင်မောင်တက်ခိုင်ငိုင်းကြသွားသည်ခေါင်းမဖော်နိုင်အောင်ပဲငိုင်းကြသွားသည်ဖြစ်ရလေမမနွယ်ရဲ့ဒီညဒီအချိန်မှမောင်ကိုဒီစကားတွေပြောပါပေလေမလင်းတွေဤနူးညံ့သောလဝါကလေးတစ်ဖက်သည်ငေါ့ထားသောတက်ခိုင်မျက်နှာကိုယူရကျင်နာစွာပင်မာလာသည်ဟောကြည်စားမောင်ဒီလောက်ကလေးပြောရုံနဲ့တည်းမောင်ဒီလောက်ဖြစ်သွားသလားဒီလိုဆိုရင်မောင်ကိုမမနွယ်ဘာတွေများဆက်ပြောဝင့်ပါအောင်မလဲတဲ့ရှင်ရဲ့တက်ခိုင်သည်အ
အန်ကျိတ်ပြီးမလင်းတွေကိုပြန်ကြည့်မိသည်လာရအောက်တွေဖြစ်တဲ့ဖြင့်မလင်းတွေ၏ပင်ကိုအသားဝသည်မထင်တို့ရရဲနုညက်တန့်စင်သောမျက်နှာလေးသည်ရှိတ်ရှိတ်မြတ်မြတ်ဝင်းဝင်းပါနေသည်မျက်တောင်ကော့များဝင်းသည့်မျက်လုံးကြည့်ကြီးများကလည်းလာရောင်ကြအောင်နှင်းပြိုင်ကပြပြလဲနေ၏တက်ခိုင်ရင်တွင်တွင်မျက်နှိုးဆုံမှတ်ခြင်းနှမျောတာတာခြင်းယူကြောမြခြင်းဟူသည်ဆုံးရှုံးလက်လွတ်လေရသူတို့၏ခံစားမှုမျိုးစုံကိုအသေးနှင့်မျှခံစားနေရသည်တက်ခိုင်သည်မလင်းတွေ၏လက်ဖွားနှုတ်နှစ်ခုကိုစောက်ကင်ယူလိုက်သည်ရဲရဲတင်းတင်းစိုးစိုးပိုင်ပိုင်နှင့်ပင်စောက်ကင်ယူသည်မျက်မျက်နုံနုံဆုံဆုံမမတ်နှင့်ပင်စောက်ကင်ယူသည်အမှန်ကတော့မမနွယ်ပြောမဲ့စကားတွေကိုမောင်မကြားချင်ပါဘူးမမနွယ်တက်နိုင်ရင်လေမမနွယ်တို့ရဲ့တနည်းအားဖြင့်မေမေတက်တက်တို့ရဲ့နဝရရောင်စုံစရင်ကြီးကိုမိရှို့ပစ်လိုက်ခြင်းနဲ့ဒါပေမဲ့ဒီစရင်ကြီးမီးလောင်ပျက်စီးသွားရုံနဲ့မပြေဘူးဒီစရင်တွေကလူတွေရဲ့အသက်နှလုံးတွေအားလုံးပြောင်းကုန်မှပြီးမှဒီတော့မှလေရင်နှံ့တာမြေကကြေကွဲစရာရင်နာစရာဇလန်းတွေကပြောက်မှာအခုနေတော့ဖေဖေဆိုးခိုင်နဲ့မေမေတက်တက်တို့ရဲ့သားမမနွယ်ရဲ့မောင်ငါတက်ခိုင်အဖြစ်နဲ့လွဲမရတာမို့လို့ဒီစကားတွေကိုမောင်နားထောင်ပါမယ်ဒါပေမဲ့မမနွယ်ရဲ့ပြောလေမဒါပေမဲ့ဘာဖြစ်တယ်လဲဒါပေမဲ့အခုတော့မတိုင်မမနဲ့အောင်မမနွယ်စောင်းကလှနေတော့အခါမှာနွေဟာကြိုတင်ပြီးမဝင်ပါလင်နဲ့မောင်နဲ့မမနွယ်ကြုံနေရတဲ့စောင်းဆိုတာဟာတူတူကလေးပါတူတူလေးမို့လို့လဲတက်နိုင်သမျှရှေ့ခွင့်ရဖို့မောင်မျော်လင့်ပြရစေ။နှွေရောက်လာတဲ့အချိန်မှာရွက်ဝါကြွေတာကိုမောင်မကြောက်တော့ပါဘူး။အဲ့ဒီအခါကျမှမောင်အသေးနှလုံးနဲ့မပြောဘဲအုံနောက်နဲ့စကားပြောရင်မမနွယ်ခွင့်လို့ရမယ်နော်။မလင်းနွယ်တဲ့ဂယုဏနဲ့တမှုရိယလှပတဲ့မြတ်စွာရောသောအကြည့်နဲ့တက်ခိုင်ကိုငင်းငေးဆိုင်ကြည့်၏တပ်ပြင်းနှင့်ရင်ကိုဖော့မိလို့ပြီးမှတာယာကြည်လင်စွာရည်လျက်စိတ်ကိုပြောင်းပြစ်သည်မောင်ကတိတ်စကားတက်တယ်မောင်တိတ်စကားတက်တော့မမနွယ်မှာဘာမှပြန်ဖြစ်စရာရှာလို့မတွေ့တော့ဘူးဒီတော့မောင်ပြောလေအခုမမနွယ်တို့ဘာလုပ်ကြရမလဲစောင်းရဲ့အလှပကိုပဲတာယာကြည်နူးကြပါစို့မမနွယ်။အော်မမနွယ်ရှုမဝမှာပါလာတဲ့မောင်ရဲ့ကြပြားကိုမမနွယ်ဘလို့သဘောရလဲ။မလင်းနွယ်သည်ပြုံးဆွဆွနဲ့မျက်မှောင်ကိုဟန်ဆောင်တော့ပြီးနှာခေါင်းလေးကိုရှုံ၍ဆို၏မကြိုက်ဘူးမောင်ကလူကလေးငယ်ငယ်နဲ့ဝတ်လိုက်ရင်လူကြီးစင်ဆက်လိုက်ရင်ဖုံးကြီးလေမောင်ရဲ့ဒွိဟကြပြားကအဘိဓမ္မာစောညှော်လွန်းနေမမနွယ်မကြိုက်ဘူး။ဒါဖြစ်ဒီညဆိုပြခဲ့တဲ့တကောင်းညလာရောင်မှာကိုရောအဲ့ဒါကတော့ကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့ပျော်လွန်ရော့လွန်နှွဲ့လွန်နေနို့ဒါဖြစ်မောင်ဘာဆက်ပြီးဘာဆိုရတော့မလဲတက်ခိုင်ကမျက်မှောင်ကြုံမေးတဲ့ဖြစ်မလင်းတွေကနှိမ့်ချိုက်အားရစွာရည်သည်မောင်ကမမနွယ်ကိုမျက်မှောင်ကြုံမေးတော့မမနွယ်ကလည်းဟောဒီလိုမျက်မှောင်ကြုံပြီးပြက်ဖြစ်မယ်မလင်းတွေကမျက်နှာလေးကိုတမင်တီးလိုက်ပြီးမျက်မှောင်တမင်ကြုံပြသည်မျက်နှာလေးသည်ထိုအခါမှပို၍ချစ်ဖွယ်ကောင်းနေ၏မလင်းတွေသည်ချက်ချင်းပင်ပြန်ပြုံးလိုက်ပြီးဆို၏မမနွယ်ကအလကားနောက်တာပါမောင်ဆက်သမျှတော့ကြိုက်တာကြည့်ပဲဒါပေမဲ့မမနွယ်ကမောင်ရဲ့ဂတိကိုမမေ့ဘူးမောင်မိုးနှက်တွေဝေအကြောင်းကြပြားဆက်မလို့ဆိုဆက်မိရင်လဲမမနွယ်ကိုအရင်ပြမယ်ဆိုတက်ခိုင်သည်မလင်းတွေမျက်လုံးကလေးများကိုစူဆိုင်ကြည့်သည်မလင်းတွေမျက်လုံးများကပြုံးကြည့်ရီရွှန်းနေ၏တက်ခိုင်သည်မိုးပြင်းရေပြင်းနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုကြည့်မိပြန်သည်တလောကလုံးပြုံးကြည့်ရီရွှန်းနေ၏စောင်း၏တလောကလုံးသည်ပြုံးကြည့်ရီရွှန်းမြဲဖြစ်၏တက်ခိုင်ကမလင်းတွေ၏လက်ကလေးများကိုလွတ်လိုက်ပြီးဆို၏မမနွယ်နားထောင်ခြင်းနဲ့မိုးနဲ့တေဝီအတွက်စထားတဲ့ကြပြတဲ့ပုတ်ကိုပဲမောင်ရွတ်ပြမယ်မမနွယ်တကယ်နားထောင်မယ်နော်ပို့လိုက်ဝိလိုက်တဲ့မောင်နားထောင်ခြင်းပါတယ်လို့မမနွယ်ကဘဏ္ဍခါတတော်ဦးတင်အောင်မှလေအော်မမနွယ်ကလည်းစိတ်တူနေပြန်ပြီကဲပါလေမောင်ရွတ်ပြပါမယ်ကြပြရဲ့နာမည်ကတော့မိုးနဲ့တေဝီတို့တောင်းပန်ချက်တဲ့မောင်တောင်းပန်တာကိုမောင်မိုးနဲ့တေဝီကကြားမှာမို့လို့လားကြားမယ်ထင်လို့ဆက်ရတာပေါ့မမနွယ်ရဲ့မမနွယ်ကလည်းတိတ်အမေးမြတ်ထူတာပဲအင်းမရှင်ရဲ့မမေးတော့ပါဘူးစိုးမသားစိုးပါတက်ခိုင်ကတန်နေတန်ထားမှန်မှန်
မရယာပြည့်ပြည့်စီးနရီစစ်စစ်နှင့်ကြပြကိုရွတ်ပြ၏မြေပြင်နဲ့ဝေဟင်လေအရင်လှိုင်းငွေဦးမာလာဂီတလေကိုကမှုမပေါ်လို့ကူးစိတ်နှုတ်နှဲ့ရင်လာကွေးငဲ့ကျုံးငွေတောင်းတိမ်ချောင်းဆောင်ခွေပတ်ဝိုင်းလေတဲ့မိုးနှက်မေဆံရတိုင်းစီတို့မဆိုင်ပဲလာခဲ့လျက်အနှိမ့်မြေတလူသားရဲ့ကစွန့်စားမှန်လွန်ရန်ကောပါပိလွမ်းအာယုံဒီသဘောကိုလာတေးတန်တရားချစ်ဖွယ်နှောတော်လဲမောစေတဲ့လားမစိမ့်ပင်ရဲ့ငိုစင်လေရဲ့မရှိုက်အားလောကရန်ထံမုံတိုင်းနဲ့တောကမြူမှုံမှိုင်းလေတဲ့ဘဝကိုဒီပုံနှိုင်းချင်ရဲ့ကတိုင်းညံတဖန်ရှုလေတော့အယိုင်းကန်သူမပြုတ်လေဘူးတပိုင်းဝုံကိုအမှုပေမှုမိုးနဲ့တေဝေရဲ့ပြုတ်သမျှအနုဒရစခဲ့ရတဲ့တမှုရိယဆိုတဲ့မောင်ရဲ့အမှားတက်ခိုင်ကကြပြကိုညင်ညင်တတဆို၍အဆုံးတလာ၏ညင်ညင်တတနဲ့ပင်သူကမလင်းတွေကိုမော့ကြသည်မလင်းတွေပါပြင်တွင်လာရောင်၌တောက်ပသောမျက်ရည်ဥများကိုမြင်ရ၏တက်ခိုင်ကမလင်းတွေမျက်နှာကလေးကိုရင်ထုမနာနှင့်ငေးကြည့်မိသည်ငေးကြည့်ရင်လဲလောကနှင့်ဘဝကိုစိတ်နာမိတကယ်သို့ရှိ၏ထို့အခိုက်တွင်ပင်ချောင်းဟန့်တန်ကြားရ၏စေဘောလိတ်တို့ကိုဖွာရင်ဦးချစ်တို့ကသူတို့အနီးသို့ချီးကပ်လာ၏ညနေလာပြီပြန်ကြစို့ຫນွေရောတက်ခိုင်ရောဦးလေးစကားနားထောင်ကြကွယ်ဦးချစ်တို့သည်ဤမြတာတတိပေးပြီးကားစီသို့ပြန်လျှောက်သွား၏မလင်းရွယ်နှင့်တက်ခိုင်သည်တဦးမျက်နှာတဦးကြည့်ကြ၏ထို့နောက်လက်ချင်းတွေကဦးချစ်တို့ရဲ့နောက်သို့လိုက်လာခဲ့ကြလေသည်